တကောင်ပြီးတကောင်စူညံတန်ကိုပြောပြနေပေမဲ့တမျိုးပြီးတမျိုးဖြစ်နေတာကြောင့်လိုက်ပြီးပြဖို့ဖြစ်လာပါတော့တယ်အဲ့ဒါနဲ့ပဲစကားလေးပြောရင်းရှောက်လာခဲ့ကြတာစူညံတဲ့နေရာစီရောက်လာကြပါပြီအကုန်လုံးကတော့စူညံလုံးလို့တယောက်တန်တယောက်မကြားရဖြစ်နေချိန်မှာမေဘယ်အတွက်တော့ဘာတမ်းမှကြားမနေရပါဘူးသူမသဘောပေါက်သွားတဲ့တရိษံတွေသာကြားနိုင်တဲ့အတန်ဆိုတာကိုဒါကြောင့်သူမဘဲဘက်ကစူညံတာလဲကိုတီးဖို့ကြောဖို့ရှာဖွေရေးပစ္စည်းတစ်ဖွဲသုံးပြီးရှာတော့တယ်တစ်ပင်အတူနဲ့အပင်ပေါ်ကစောင်းပေါက်ကိုသူမတွေ့သွားပြီသူမအဲ့ဒါကိုဖျက်ဆီးဖို့အပင်ပေါ်တက်သွားပါပြီတက်နေတော့မှမတော်တဆအပင်ကိုထိန်းတဲ့ဟာကိုဖြုတ်မိတယ်လို့ဖြစ်ပြီးအပင်ကအခုဆိုရိုင်းတိုင်တိုင်ဖြစ်နေပြီထိုအချိန်မှာပဲ Professor Sam ရဲ့လုပ်ဖော်ကိုင်ဘက်ကငှက်ဆက်ယုံကိုတုံးပြီးသူမကိုပြန်လိုက်ဖို့ပြောပါတယ်သူမကစောင်းပေါက်ကိုဖျက်ဆီးဖို့သာအာယုံစိုက်နေတာဖို့အတင်းခေါ်ဖို့လုပ်နေတယ်အဲ့လိုကနေတစ်ပင်ရုတ်တရက်လဲကျသွားရင်စူညံတန်တွေဟာလည်းပျောက်သွားပါပြီသူမဟာသူတို့ကြားမှာသူရဲကောင်းတစ်ဖွဲပါပဲသူမကဒီနေရာမှာနေကြဆိုပြီးပြောလိုက်ပါတယ်သူတို့ဟာတိတ်မကြခင်မှာပဲစက်တီဆောက်လိုက်ကြတယ်အခုဆိုတရိษံတွေအတွက်နေချင်းစပွဲနေရာပြန်ဖြစ်သွားပါပြီသူမရဲ့အစီအစဉ်ဟာလည်းအောင်မြင်သွားပြီမှုပြန်ဖို့လုပ်ပါတယ်တို့ပေမဲ့ဂျောကခေါ်နေတာကြောင့်ခဏလောက်နေဖို့ဆုံးဖြတ်လိုက်တယ်အဲ့အချိန်တစ်ဖက်မှာလည်းဂျယ်ရီစီဖုန်းဝင်လာပြီးတရိษံတွေပြန်ရောက်နေကြောင်းသတင်းပို့တာကိုလက်ခံရရှိလိုက်တယ်ဂျောကသူ့လူတွေကိုငါတို့တော့လှုပ်ရှားတွေရှိလာပြီးဆိုပြီးပြောလိုက်တယ်ဂျောနဲ့မေဘယ်ကတော့တနေ့တာပင်ပန်းသမျှကိုရေလေးကူရင်းစကားပြောရင်းနဲ့ဖြစ်တန်းနေပါတယ်ဂျောကတော့အကုန်လုံးကိုလွယ်လွယ်ယုံကြည်နေတာကြောင့်မယုံကြည်သင့်ကြောင်းပြောနေပါတယ်ပြီးခဲ့တဲ့လူတွေလှုပ်တဲ့စူညံတန်ကိစ္စကိုတော့အကောင်းမြင်နေပါတယ်မေဘယ်ရဲ့လှုပ်ဆောင်မှုတွေကြောင့်သူ့ရဲ့အကြံပေးဖြစ်လာဖို့ပြောနေပါတယ်မေဘယ်အတွက်တော့အခက်တွေ့နေပါတယ်သူမကတကယ်ပြီးပါတော့မဟုတ်နေတော့အဲ့အချိန်ပောက်ကွဲတန်တွေကြားလိုက်ရပြီးလို့ကိုပါရေစီးနဲ့တွေးလိုက်ရတယ်လုတ်ကိုဘာတွေဖြစ်နေတာလဲလို့မေးလိုက်ကြတော့ဆယ်ကပြတ်သွားပြီးစူညံတန်ထုတ်တဲ့အပင်တွေအများကြီးကိုတွေးလိုက်တယ်လို့ပြောလိုက်တယ်ဂျယ်ရီလက်ချက်မှန်သူမသိသွားပါတယ်တရိษံတွေအားလုံးမပြောင်းခင်ကနေရစီပြန်ရောက်လာကြပါပြီမေဘယ်ကတော့ပြန်ပြီးတိုက်ယူကြဖို့ပြောနေပါတယ်တယောက်ယောက်ကတော့ကူညီနိုင်မှာပါပြောရင်းကြောစူညံတန်တွေဖြည့်ရှင်းဖို့သွားခဲ့တုန်းကကောင်းစီအကြောင်းပြောမလို့လုပ်နေတာကိုမေဘယ်သတိရသွားတယ်သူတို့ရောလို့ပြောတဲ့အခါဂျောကမေဘယ်တယောက်အကြံပေးနေတာလားဆိုပြီးအကြံပေးရတူရသွားပါပြီဒါနဲ့ပဲကောင်းစီကိုခေါ်ဖို့လုပ်ပါပြီဂျောတယောက်စိတ်လှုပ်ရှားနေတာကြောင့်မေဘယ်ကဘယင်ပဲလေလို့ပြောတဲ့အခါဂျောကနို့တိုက်တတဝါရဲ့ဘယင်သာဖြစ်ကြောင်းပြောပြီးပိုးမွားဘယင်ငှက်ဘယင်ရေနေကုန်းနေတတဝါဘယင်ငါးဘယင်မှတွားတတဝါဘယင်မများဟာတကောင်ပြီးတကောင်ကောင်းစီကိုရောက်လာကြပါပြီပိုးမွားဘယင်မကဂျောကိုလူသားတွေကမင်းနေရာကိုလာယူနေကြတယ်မင်းနေရာပြန်ယူဖို့အတွက်ငါတို့ကိုအကူအညီတောင်းတာလို့သိရတယ်လို့ပြောပါတယ်ဂျောကကူညီမှလာမေးတဲ့အခါမကူညီဘူးပြန်ပြောလိုက်တယ်အစီအဝေးကခဏလေးနဲ့ပြီးသွားမလို့ဖြစ်နေတော့မေဘယ်ကတစ်ပင်အတူကြီးကောင်းစီလဲမှာချပြီးရှင်းပြပါတော့တယ်အခုကတော့မင်းတို့နေရာနဲ့မဆိုင်ပေမဲ့ဂျယ်ရီတယောက်မင်းတို့နေရာမှာလာချလာရင်တော့တက်ဆိုင်လာမှာနောက်ဆုံးမှာငါတို့နေရာဟာတေးလာပြီးဖြစ်လိမ့်မယ်ဆိုပြီးရှင်းပြတော့တယ်ဂျယ်ရီကဘယ်သူလဲမေးတဲ့အခါမြင်သားလွယ်အောင်လူသားဘယင်ဆိုပြီးမေဘယ်တယောက်ပြန်ပြောလိုက်တယ်ပိုးမွားဘယင်မကလည်းတယောက်တည်းအကုန်သိမ့်ပိုက်တာမျိုးမဖြစ်တင်ဘူးငါတို့ပြန်ဖြစ်တင်တယ်ဆိုပြီးပြောပြီးသူမရဲ့သားတိုက်တက်အပြင်အကုန်လုံးကဖြစ်လို့ဖြစ်နေကြပါပြီကောင်းစီဟာအမဲလိုက်ကြမယ်ဆိုတဲ့အချက်ပြမှုပြလိုက်ကြပါပြီမေဘယ်ကဖြစ်တာမျိုးမဟုတ်ပဲ6လန့်တာမျိုးဆိုရင်ရောလို့ပြောတဲ့အခါပိုးမွားဘယင်မကမင်းတို့ရဲ့အရှုပ်တွေကိုငါတို့ကရှင်းပေးနေတာမင်းတို့တိုက်ဆိုလို့ငါတို့တိုက်နေတာငတုံးတွေဘယ်ချိန်မှလက်ခံမှလဲဆိုပြီးမေဘယ်ကိုစကလုံးတွေနဲ့ကြောင်းပိတ်နေပါတယ်မေဘယ်တယောက်မတော်တဆလက်နဲ့ပိုးမွားဘယင်မကိုဖိပစ်လိုက်မိပြီတိုက်တက်နဲ့အကုန်ဟာပါဇက်အဟောင်းသားဖြစ်ရပြီးသူမကြောကိုခေါ်ပြီးထွက်ပြေးလာကြပြီProfessor Sam ရဲ့လုပ်ဖို့ကိုင်ဘက်တချို့ကလည်းအဲ့နေရာအဲ့မတိုင်ခင်ကတည်းကရှိနေတာမို့သူမတို့လွတ်မြောက်ဖို့ကိုကူညီပေးနေကြတယ်။မေဘယ်တယောက်ဖားဘရင်ရဲ့ဖမ်းခံရဖို့အလိုကိုစောဝင်ခံပေးလိုက်တာဆက်ရုပ်တရိษံခန္ဓာကိုပျက်စီးသွားတယ်။ဖားဘရင်ကအစိပ်ပိုင်းကိုကင်ကြည့်ရင်းအော်ဟစ်လိုက်ပါ